ဇက်ကိုအိမ်လုပ်ပြီးနေခဲ့တယ်နှစ်30လောက်ကြာလာပဲဒီဇက်ကနေဟိုဇက်ကနေဟိုဇက်အဲ့လိုကူးပြီးတော့မောင်ချမ်းသာနဲ့မော်ဒရာပြိုင်တဲ့နှစ်ကနေစပြီးတော့ဇာတ်ပင်တော့ကအမြဲတမ်းမလိုက်တော့ပဲနဲ့အပြင်မှာပဲလို့ညမရန်ခါပေါ့နော်ညမရန်ကကတော့ဗောလေအဲ့ဟုတ်ကဲ့ပါအဲ့ဒီဦးကျော်ရခဏလေးဟုတ်အဲ့ဒီကမြောက်ကချောက်လို့ခေါ်ဘာလို့လဲပြတ်နေတာငါရိုးကြောက်အောင်အဲ့ကောင်ဖယ်တော့ငဲမှာထိဦးကျော်ရကမြောက်ကချောက်အဒီလိုက်ရက်တော့ပြီးနေရတော့အဲ့ဒါနဲ့ရှစ်ကင်မရာမှာကိုးကြောင်နဲ့သွားပြီးရဘာကြီးနောင်တက်လာမဲ့လူရှင်တော်လေးတွေပေါ့နော်ကလေးတွေအတွက်ကိုလက်ဆင့်ကမ်းစကားလေးဆုံးမစကားလေးပေါ့နော်ပြောပြပါအောင်ရှင်ကလေးတွေကိုပြောချင်တာလည်းခုနခုနစနစ်ပါပြီလေတော့ဆရာနဲ့သမားနဲ့စီးဘူးမှာဘယ်ပညာရဖြစ်ဖြစ်သူကမိမိရဖြစ်တယ်ဟုတ်ကဲ့ပါဘာကြီးအဲ့ဒါအကိုအရင်လုံးကအကိုတို့ရိုက်ကူးရေးလုပ်ခဲ့ရတဲ့အချိန်နဲ့အခုအချိန်နဲ့ဆိုတော်တော်လေးတော့ကွာဟသွားမှာပေါ့နော်ဟုတ်အဲ့ဒါလေးအမြင်လေးလည်းပြောပြပါအောင်ရှင်အရင်တော့ရုပ်ရှင်ဖက်ကြီးဖြစ်မှာရိုက်ကူးကြီးတော့အင်္ဂလိပ်ခက်တယ်ဟုတ်ကဲ့ရှင်ဟုတ်ဒီကျွန်တော်တို့လူတိုင်းလည်းမရအောင်ဟုတ်ဟောမယ်ဆိုတိုင်းဒါယူရအာမယ်ဘယ်ကမျိုးနောက်ရိုက်နေတဲ့နေရာမှာလဲလူတိုင်းအုံကြည့်နေလို့မရဟုတ်ကဲ့ပါအရင်စီးစက်နေကြည့်တာဒီကတော့စတူဒီယိုကြီးတွေရိုက်တာဟုတ်လူတိုင်းလာလို့မရအခုက freedom ဟုတ်အဲ့ဒီဆိုလည်းမမောက်ဒီပါကင်မရာတစ်လုံးနဲ့လည်းရိုက်လို့ရတယ်ဖုန်းနဲ့လည်းရိုက်လို့ရတယ်လုပ်ချင်တယ်လို့လုပ်လို့ရတယ်ဖြစ်ဖြစ်သွားတယ်ဟုတ်ကဲ့ဖြစ်သွားတော့ဗီဒီယိုခစ်ဆိုပူဆိုးတယ်လေအဗီဒီယိုခစ်မှာဝါတာပါတဲ့လူကလည်းဝင်ရိုက်တာပဲအဲ့မင်းလာဆိုဝင်ရိုက်လိုက်တာပဲဒီနေရာလေးလုပ်ပြလိုက်ဆိုလုပ်လိုက်တာပဲတချို့ဆိုရင်ဗီဒီယိုခစ်မှာဆိုရင်လူချမ်းမရှိတော့ဘူးဆိုကျွန်တော်ဆက်အဖွဲရလူကလေးတွေဘောင်းပြီးထိုးခိုင်းတာလေရှိတာဟုတ်ကဲ့ရှင်ဟုတ်အဲ့တော့အဲ့ဒီအချိန်မှာအမှုပညာနည်းနည်းလေးတော့တိမ်ဆောင်ပါဘူးဘာလို့ကားတွေက quality မမီတော့ဘူးဟုတ်ကဲ့ဟုတ်တယ်မှာအမှန်တကယ်တမ်းပြုတ်ဆောင်ခဲ့တဲ့ပြုတ်ဆောင်နေမှာအဆင်ပြေပါလေမှန်တယ်အဲ့ဒါတော့အမှန်ဆုံးပဲဟုတ်ကဲ့ရှင်ပြုတ်ဆောင်နေမှာအဆင်ပြေပါဟိုလူခေါ်ရိုက်ဒီလူခေါ်ရိုက်ဆိုလို့သူလည်းလုတ်တတ်တယ်လို့လုတ်သွားတာဟုတ်တယ်စပို့လုတ်တဲ့လူမကောင်းရင်ပြုတ်ဆောင်ဘယ်တော့မှမကောင်းဘူးအဲ့ဒါတော့မှန်ပါပဲရှင်ဟုတ်ကဲ့အဲ့ဒါမှမင်းသားဘလောက်ပဲကောင်းပြီကောင်းဟုတ်တယ်ဒီမှာပို့နေဟုတ်တယ်အပို့ကအရင်အဓိကကြတယ်ဟုတ်ကဲ့ရှင်ဟုတ်တယ်အဲ့တော့မင်းသားတကယ်နာမည်ရှိတဲ့မင်းသားတွေစပို့ကောင်းမှသူပဲခေါ်မှန်တယ်ဟုတ်တယ်မပို့ဘဲနဲ့သူတို့ကတော့အကြမခံဘူးဟုတ်တယ်ဟုတ်ကဲ့ရှင်အဲ့ဒီပုံမှာမူတည်တယ်လေဟုတ်ကဲ့အဲ့ဒါကြောင့်ရုပ်ဆောင်နေလို့ပါလေလို့ကျွန်တော်တို့နေနဲ့ပွာသွားတာအဲ့ဒါတွေပေါ့ဟုတ်ကဲ့အခုခေတ်ကတော့